ဒီလိုနဲ့နားနှစ်တောင်ကြာသွားခဲ့ပြီလီလီကလည်းအကြောင်းပြသွားခဲ့ပါတယ်နှစ်တည်ကြာမြင့်စွာကြာသွားခဲ့ပေမဲ့သူ့တနေရှင်ကိုတော့ဘယ်တော့မှမေ့မှာမဟုတ်တော့ပါဘူးသူဖုန်ကြည့်နေရင်းနဲ့သူ့တနေရှင်ပုံကိုမထင်မဲ့ပဲတွေ့လိုက်ရပါတယ်သူမလည်းအံ့အားဝါပြီးဝမ်းနေဝါပါတယ်အော်ငါတနေရှင်လေးတော့မှသူတေဝါနားနေပြွားကြီးပဲတနေရှင်ရဲ့ငါတောင်းမှမှာတဲ့အဲ့ဒါနာပေါ်စားမိလို့ဖြစ်ခဲ့တာပါတနေရှင်ရဲ့ငါတို့အရန်လွမ်းနေဟာတနေရှင်လေးဟမ်ဒါနဲ့တနေရှင်အတန်မဲ့တနေရှင်လီလာဘာမှလဲ你အခုရှင်ဒီမကျွတ်သေးဘူးလားတနေရှင်ရဲ့ဟာနာကြမှာနေမှာပါလေဒီလိုနဲ့ညရောက်တော့ခေါ်တဲ့တစ်ခုကိုကြားလိုက်ရပါတယ်လီလီတနေရှင်ရဲ့လီလီဟမ်နားတနေရှင်အတန်ပဲပါလားတခုပဲဘာဖြစ်လို့လဲမသိဘူးဒီအတန်ကိုတကူတက်ကကြားနေရတာပဲငါတကူတက်ကိုတွားကြည့်လိုက်ပါဦးမယ်တနေရှင်ပဲဘာမှဖြစ်နေလို့မသိဘူးငါအပေါ်တက်ကိုတွားကြည့်လိုက်ပါဦးမယ်မျိုးလည်းရမ်းကြနေပြီဘာဖြစ်လို့လဲမသိဘူးတူမတော့မရှိပါဘူးတနေရှင်ဟာနေရှင်ဘယ်ရောက်လာလဲတနေရှင်你们就没录不啦？俺们会被骂哈。真的是呀，第一张你也没来做先，这段路什么刚骗嘛呗哈。啥个呀？那俺们 baby 表吧啦哈，哭嘛呗。真的是骗嘛骗呀的哈。真的是嘞，真的是。哈，真的是你不来骗他嘞？真的是。ဒီလိုတော့အများဝယ်ပေးတော့နာမမရှိတာအဲ့ဒါကြောင့်ဒီတစ်ခါတော့အများတိထရလေးဝယ်ပေးပါနော်တမန်ရှင်အေးပါဟာနော်တိထရအများဝယ်ပေးပါမယ်ဟာတမန်ရှင်နားပေါ်မှာလေးကိုအရှိဆုံးမသိလိုက်ရတမန်ရှင်ရဲ့နောက်တော့တစ်ခါထိတွေ့ခံရမယ်ဖျားတစ်ခင်ကိုကြည့်စိုးတင်လာပါပြီဟာနေနာနုစောင်းပေးပါရဲ့နေကောင်းရပူရပါကိုရောက်ပါစေဟာအေးပါဟာကဲတနရှင်လေးရေနင်းဝင်လဲနာအမြအတန်ပေးဝဲပြီဆိုတော့နေကောင်းရောက်ပေါ်ရောက်ပါစီဟာတနရှင်လေးတနရှင်ငါသွားတော့မယ်လို့တနရှင်လေးတက်တာပါတနရှင်လေးရေနောက်ဘွားကြရင်လည်းနင်းတို့တနရှင်မျိုးနဲ့ထွတ်ထွတ်ရှင်သေးပါတယ်ဟာတက်တာနော်တနရှင်လေးအေးပါဟာနေရှင်လေးရေအေးတက်တာပါဟာနိုင်လို့စတောင်းပေးလိုက်ပါတယ်နောက်ဘွားမှာဒီလိုအဖြစ်ဆိုမျိုးနဲ့မဖြစ်ပါစေနဲ့လို့ပဲဟာအေးပါဟာနောက်ဘွားကြရင်လည်းအဲ့လိုမဖြစ်ရှင်တော့ပါဘူးနောက်ဘွားကြရင်လည်းလိုမတနေစီကောင်းနေအများဟိုင်းနိုင်ရရှင်နေဟာအေးပါတနေရှင်ရင်တော့တော့နော်တနေရှင်လည်းတော့ပြီဆိုတော့နောက်တစ်ခေါက်နောက်ဒီမှာတယောက်တည်းပဲချင်းဟဲမှာပဲဟာဒါပေမဲ့လည်းနောက်တနေ့ချင်းလေးအတွက်လဝမ်းတက်လာမှာပဲကဲအားလုံးပဲကြားနေတယ်လို့ရှိရင်တော့ like ကလေးနဲ့ခဲ့ပြီးမို့မမေ့ပါနဲ့ရှင်ကဲအပိုင်းနဲ့စတိန်ပိုင်းတော့လေးလောက်ပါပဲနော်တိတ်စတိန်ပိုင်းတော့တိတ်မကောင်းဘူးပေါ့နော်ဒါပေမဲ့လည်းအားပေးကြမို့ပြောရှင်ပါရှင်နောက်အပိုင်းတွေလည်းအများကြီးထလာအောင်ပဲဖြစ်ပါရှင်ဩဟုတ်ကဲ့ဘိုင်ပါအောက်မှာသူ့ပြချတယ်ပေါ့နော်နောက်ဆုံးအနေနဲ့အစီတစ်ခုရှိပါတယ်အဲ့ဒါကတော့ဟဲ့ထဟဲ့ထလေဒါတနပေါ့နော်ယောဟဲ့ဟဲ့တော့ပြန်ချရတယ်โอเคအားလုံးပဲ拜拜ပါ拜拜谢谢နော်